ကိုရန် attractive ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကနော် mainstream နေကြီးပဲပြောသွားတယ်ဒါပေမဲ့ mainstream attention ရနေတဲ့ emerging တစ်ခုလောက်မဖြစ်မနေထည့်ခြင်းတယ်ဆိုရင်တော့ကျွန်တော်ကတော့ bio နော်စိတ်ထဲမှာထည့်ထားစေခြင်းတယ်နောက် alpha တစ်ခုလောက်ပြောပေးပါလို့ကျွန်တော်တို့အများအားလို့တောင်းဆိုကြတော့ alpha တွေထဲမှာဆိုရင်လောလောဆယ် attractive အဖြစ်ဆုံးဟာကျွန်တော်တို့ clear pool နော်အဲ့တော့ clear pool ဒီလောလောဆယ်မှာကျွန်တော် initial ဒါ strong လောလောဆယ် key support area ကိုရောက်နေတယ်နော်သူ့ရဲ့ key support ကကျွန်တော်တို့က 0.0 ဒီ898ဆိုတော့0.09ပေါ့ဗျာနော်အဲ့တော့0.09လောက်မှာကျွန်တော်တို့ကဒီကောင်ဒီ key level support ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော်တော်လေးကိုဒါ attractive ဖြစ်တယ်အဲ့ဒီနေ့ကကျွန်တော်တို့ဒါတွေ့လား market crash မှာဆိုရင်လည်းဒါတို့ကတော့ alpha ဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကြီးအောက်ကို spike ထိုးပြီးတော့နှိုက်မသွားဘူးအဲ့တော့ 0.09 ဒီဘာပဲပြောเนาะ after ဒီ market clash ပေါ့เนาะဒီ fresh clash အချိန်မှာတော့ crash အချိန်မှာတော့ဟောဒီမှာ initial strong key အနေနဲ့တော်တော်လေးအားကောင်းနေစေဆိုတော့ကျွန်တော်မြင်နိုင်တယ်အဲ့တော့ 0.09 နဲ့အနည်းဆုံးမှာရနိုင်လေကျွန်တော် alpha တွေကတစ်ခုခုလောက်ဝယ်ထားခြင်းနေဆိုရင်တော့ clear pool ကိုကျွန်တော်တို့စဉ်းစားလို့ရလိမ့်မယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒါပြောမယ်ဆိုရင် channel တွေကတော့ mainstream နေပြီပဲ mainstream နေတဲ့ကပဲပြန်ပြီးတော့ကျွန်တော်ရွေးထုတ်လိုက်တယ် technical အကြမ်းမြင်ကိုကျွန်တော်တို့ပြောသွားတယ်ကျွန်တော်တို့ဒါတွေကို focus လုပ်ကြမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကနော်လုံးပေါ့ကြီးလေးကြီးတွေဟာဆိုရင်တော့ Solana ကိုကျွန်တော်အနေနဲ့ပို့ပြီးတော့ကျွန်တော် focus လုပ်တယ်ကျန်တာတွေကတော့ utility တွေပေါ့နော်လောလောဆယ် still attractive price မှာရနိုင်တာကတော့ကျွန်တော်တို့ BGB တွေ MX တွေလည်းရနိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒါဟိုဟာတွေပေါ့ finance တွေ deeping တွေထဲမှာဆိုရင်တော့ Ondo တို့ Ina တို့နော် layer 1တွေထဲမှာဆို Sui တို့ပြီးသွားတဲ့အခါမှာဒါ Bitcoin associate ဆိုရင် Litecoin တို့နော်ပြီးသွားရင်ကျွန်တော်တို့ဒါနော် money transfer ပေါ့နော် technology တွေထဲမှာဆိုရင် Ripple ရဲ့ XRP တို့ကျွန်တော်တို့ဒါပြီးသွားရင် MND ရှိမယ်နော် meme coin တွေထဲမှာဆို Dogecoin ပါမယ်နောက်ပြီးသွားတော့ကျွန်တော်တို့က design ပေါ့နော် science ပေါ့ decentralized science ထဲမှာဆိုရင်ကျွန်တော်တို့က bio ပေါ့သူကတော့ emerging ဖြစ်သွားမယ်အဲ့ဒီမှာ alpha တွေကတစ်ခုလောက် focus လုပ်ချင်တယ်ဆိုတော့ကျွန်တော်ကတော့ clear pool C pool ကိုကျွန်တော် focus လုပ်တယ်ပေါ့နော်ဒါကကျွန်တော်ရဲ့လက်ရှိပြန်ပြီးတော့ကျွန်တော်ဒါကတောင်းကနင်းအခြေအနေမှာเนาะသူ့ရဲ့ဒီကြဆင်းမှုတွေသူတို့ပြန်ပြီးတော့ maintain လုပ်လိုက်တဲ့ area တွေเนาะပြီးသွားတဲ့အခါမှာ investor တွေရဲ့ trust တွေအဲ့ဒါတွေအားလုံးကိုအခြေခံပြီးတော့ကျွန်တော် technical analysis နဲ့ပြန်ရွေးလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ watch list ထဲမှာလောလောဆယ် focus လုပ်လို့ရတဲ့ဒီ15ခုထွက်လာတယ်ပေါ့เนาะဒါကိုကျွန်တော်တို့က technical ရဲ့เนาะ response တွေနော်အဲ့ဒါတွေကိုအသုံးချပြီးတော့ကျွန်တော်တို့ဒါဒီ long term investment အတွက်ကျွန်တော်တို့ဒါဒီ buy low တွေ buy support zone တွေကိုပြန်ရောက်လာနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါကိုယူနိုင်တဲ့ risk နဲ့ကိုယ့်အကိုပြန်သုံးသပ်ရမယ့်အခြေအနေဖြစ်တယ်ကျွန်တော်တို့အရင် buy high ဖြစ်နေလို့မွေလိုက်အောင်ဆိုပြီးတော့ခြံထားခဲ့တဲ့ပတ်စံတွေရှိနေတယ်ရှိနေသေးတယ်ပေါ့နော်အဲ့ဒီလိုဟာတွေကိုကျွန်တော်တို့ဒါအသုံးချရတော့မယ့်အချိန်ရောက်လာနေပြီပေါ့နော်အဓိကမှာချင်တာကတော့ရှင်းလေးပဲ price ကဘယ်လိုရောက်လာတယ်လဲကိုမကြည့်ပါနဲ့ဘယ်ကိုရောက်လာတယ်လဲကိုကြည့်ပါနောက်တစ်ခုကကျွန်တော်တို့ဒီဘာဖြစ်မလဲဆိုတော့ဒီ market ကအချိန်အများကြီးရလိမ့်မယ်ဒီလောက် suffer ဖြစ်ထားတဲ့ market ကနောက်နေ့မှာနောက်မနေ့ပြန်တစ်ပတ်ခါမှာပြန်တက်သွားလိမ့်မယ်လို့လုံးဝမထင်ပါနဲ့အချိန်ယူပါဟာကျွန်တော်တို့ patiently waiting လုပ်ပါ market တွေရဲ့သဘောတရားတော့ဒီလိုပါပဲဗျာနောက်တက်မယ်ပြီးရင်ပြန်ပြီးတော့ crash ဖြစ်မယ်ပြန်တက်မယ် crash ဖြစ်မယ်မေးလောက်ရင်တခါပြန်တက်ပြီးမေ့လောက်ရင်အဲ့ဒီလိုပဲ crash ဖြစ်အောင်မှာပဲအဲ့တော့သတင်းတွေနောက်ကိုလုံးဝမလိုက်ပါနဲ့ကျွန်တော်တို့ contrarian ဖြစ်ပါเนาะအမြဲတမ်း patiently waiting လုပ်ပြီးတော့ buy low လေးတွေမှာစုသွားရင်ကျွန်တော်တို့လိုချင်တဲ့ capital gain ကျွန်တော်တို့လိုချင်တဲ့ profit တွေ gain ရလာနိုင်တယ်ဆိုတာလေးကိုမြင်ထားပြီးတော့เนาะကို risk management နဲ့ကို risk free money တွေနဲ့အလုပ်လုပ်သွားရင်ကျွန်တော်တို့ဒါဘယ်လိုပဲဖြစ်ပေါ့ဗျာเนาะဒီ crypto လောကကြီးမှာကျွန်တော်တို့ဒီ financial market တွေထဲမှာဒီ crypto ဆိုတဲ့ assets တွေမှာကျွန်တော်တို့တွေဒီကောင်းမွန်တဲ့အကျိုးရလဒ်တွေရလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒါကတော့เนาะလောလောဆယ်ကတောင်းကနင်းအခြေအနေမှာကျွန်တော်တို့ဒါ robust ဖြစ်သွားတဲ့ crypto တွေအကျိုးမြတ်ရနိုင်လို့ focus ပြန်လုပ်ရမယ် crypto တွေကျွန်တော်ရွေးထုတ်ပေးလိုက်တာဖြစ်ပါတယ်အားလုံးအတွက်အများကြီးအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်